အသက်20ကျော်လေးနဲ့ကဘာကြီးကိုချိတ်ဆက်ပင်နိုင်တဲ့အိမ်မက်တစ်ခုအဲ့ဒီအိမ်မက်ရဲ့နောက်ကလူကတော့ Max Zuckerberg ပါမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာနီးပညာလောကကိုပြောင်းလဲစေခဲ့တဲ့လူတစ်ယောက်အကြောင်းပြောပြချင်ပါတယ်သူကတော့ Facebook ကိုဖန်တီးသူ Max Zuckerberg ဖြစ်ပါတယ် Max Zuckerberg ဟာအသက်ငယ်ငယ်နဲ့ပဲကမ္ဘာအကြီးဆုံး social media platform တစ်ခုကိုတည်ထောင်နိုင်ခဲ့သူပါသူဘဝကစိတ်ဝင်စားစရာလည်းကောင်းသင်ခန်းစာယူစရာလည်းအများကြီးရှိပါတယ်သူဟာ1984ခုနှစ်မှာအမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပြီးကလေးဘဝကလေးကကွန်ပျူတာနဲ့ programming ကိုအရန်စိတ်ဝင်စားသူတစ်ယောက်ပါသူမိဘတွေကလည်းသူ့ရဲ့စိတ်ဝင်စားမှုကိုထောက်ပံ့ပေးခဲ့ကြပါတယ်နောက်ပိုင်း Harvard တက္ကသိုလ်မှာပညာသင်ကြားနေချိန်မှာသူနဲ့သူ့တငယ်ချင်းတွေဟာ online ပေါ်မှာလူတွေချိတ်ဆက်နိုင်မဲ့ platform တစ်ခုကိုစတင်စမ်းသပ်ထည့်ကြပါတယ်အဲ့ဒီစမ်းသပ်မှုကပဲနောက်ပိုင်း Facebook ထည့်လာခဲ့တာပါအစပိုင်းမှာ Facebook ဟာကျောင်းသားတွေအချင်းချင်းချိတ်ဆက်ဖို့အတွက်သာအသုံးပြုတဲ့ website လေးတစ်ခုပါပဲဒါပေမဲ့ Mark Zuckerberg ရဲ့အမြင်ကကြီးမားပါတယ်သူကလူသားတွေကိုကမ္ဘာအနှံချိတ်ဆက်ပေးနိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်အောင်မြင်လာတဲ့အခါပြဿနာတွေဝေဖန်မှုတွေတရားအောင်အမှုတွေအများကြီးကြုံခဲ့ရပါတယ်ဒါပေမဲ့ Mark Zuckerberg ကလက်မလျှော့ခဲ့ပါဘူးသူ့ရဲ့ရည်မှန်းချက်ကိုမပြောင်းဘဲဆက်လက်ရှောက်လန်းခဲ့ပါတယ်နောက်ပိုင်းမှာ Facebook ဟာ Instagram, WhatsApp စတဲ့ platform တွေကိုပါဝယ်ယူပြီးMeta ဆိုတဲ့နည်းပညာ empire ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ Mark Zuckerberg ရဲ့အထူးသင်ခန်းစာတစ်ခုကတော့အသက်ငယ်တယ်ဆိုပြီးမိမိရဲ့အိမ်မက်ကိုမလျော့မတွက်ဖို့အမားတွေကြုံရင်သင်ခန်းစာအဖြစ်ပြောင်းလဲအသုံးချဖို့အမြင်ကြီးကြီးထားပြီးရေရှည်စဉ်းစားဖို့ဆိုတာပဲဖြစ်ပါတယ်။ဒီနေ့ Mark Zuckerberg ဟာငွေချေးအောင်မြင်မှုတင်မကနည်းပညာနဲ့လူအတိုင်းဝိုင်းကိုပြောင်းလဲပေးနိုင်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့ဘဝကတော့အိမ်မက်ရှိရင်စတင်လိုက်ပါမပြည့်ပြည့်စုံလည်းမကြောက်ပါနဲ့ဆိုတဲ့သတင်းစကားကိုကျွန်တော်တို့အားလုံးကိုပြောပြနေသလိုပါပဲ